ဒီနေ့မှာတော့အသုံးများတဲ့ idiom လေးတချို့ကိုလေ့လာကြည့်လိုက်အောင်နော်အဲ့တော့ပထမဆုံး idiom လေးက the best of both worlds the best of both worlds သူရဲ့အဓိပ္ပာယ်လေးကတော့ enjoying two advantages at the same time အချိန်တစ်ခုထဲမှာရဲ့အကျိုးကျေးဇူးနှစ်ခုလုံးရတာကိုပြောချင်တာပါအဲ့တော့ example working from home gives me the best of both worlds အိမ်မှာအလုပ်လုပ်ခြင်းကအကျိုးကျေးဇူးနှစ်ခုလုံးရစီတယ်အဲ့တော့အိမ်မှာလည်းနေရတယ်အလုပ်လည်းပြီးရပေါ့နော်ပတ်စံလည်းရတယ်ပေါ့ဒီလိုအဓိပ္ပာယ်လေးကိုပြောချင်တာပါအဲ့တော့ second idiom လေးကိုတွားရအောင်နော်အဲ့တော့ second idiom လေးကback to square one သူရဲ့အဓိပ္ပာယ်လေးက return to the beginning example our plan failed so we are back to square one ငါတို့ရဲ့အစီအစဉ်ကျသွားပြီကျရှုံးသွားတယ်ဆိုတော့အစကနေပြန်လုပ်မယ်ပေါ့ဒီလိုအဓိပ္ပာယ်လေးပါthe next idiom က a piece of cake ဒါလေးကတော့လူတို့မျိုးများသိမှာနော်ဆိုတော့သူ့ရဲ့အဓိပ္ပာယ်က very easy so for example the task was a piece of cake စမွေးကအရင်လွယ်တယ်ဒီလိုလေးပါနော်အဲ့တော့ third idiom လေးကိုfourth idiom လေးကိုတွားရအောင်ပါအဲ့တော့ next idiom လေးကတော့keep your core အဓိပ္ပာယ်ကคูးဆိုတော့အေးရပေါ့အဲ့တော့ပြောချင်တာက stay calm အဲ့တော့မတုံမလုပ်ပဲနဲ့အေးစစ်တည်ငြိမ်ဖြတ်တန်းတာကိုပြောချင်တာပါ for example he kept his cool during the interview interview ချိန်တွေမှာသူကအေးစစ်တည်ငြိမ်ပဲရှိတယ်ဒီလိုအဓိပ္ပာယ်လေးပါအဲ့တော့last idiom လေးကgo with the flow သူရဲ့အဓိပ္ပာယ်က accept things as they happen အဲ့တော့ပြောချင်တာကကြတော့ဖြစ်လာသမျှကိုလက်ခံလိုက် go with the flow အဲ့တော့ကြောက်မှာပါနော် we didn't have a plan so we just went with the flow ငါတို့မှာအစီအစဉ်မရှိဘူးဒါကြောင့်မလို့ငါတို့ဖြစ်လာသမျှကိုလက်ခံလိုက်မယ်ဒီတိုင်းပဲအရေးလိုက်ငါလိုက်လုပ်မယ်ပေါ့နော်that's all for today see you next time bye bye